ဟုတ်ပြီအခုဒီမှာအမတို့ဟိုနေ့ကကော်လန်လေးတွဲပြီးသွားပြီเนาะဒါဆိုရင်ဒီကော်လန်တွဲထားတဲ့ဟာလေးတွေကိုအမတို့မီးဘူးလေးချိုးမယ်အဲ့တော့မီးဘူးချိုးတဲ့ခါကျရင်အမတို့ဒီအတွန်းတက်ထားတဲ့ဟာလေးတွေကဒီမှာပိတ်စရဲ့အလှပဲဖြစ်လာမယ်ပေါ့เนาะဒီမှာအမတို့ဒီလိုလေးဒီချာလေးချိုးမယ်ဒီဟုတ်ပြီနော်ဒီမှာဒါဆိုရင်အမတို့ဒီလိုလေးချိုးပြီးသွားပြီဒီမှာဒါဆိုရင်အမတို့မလှပဲဖြစ်သွားမှာနော်ဒီမှာအလှပဲဒီလိုလေးအမတို့အင်ကြီးကိုတဲ့ပုံမှာတင်တွဲမှာရမယ်နော်ဒါလေးရပြီပြီးရင်ဒီဘက်တစ်ဖက်ကိုလည်းအမတို့အဲ့တိုင်းပဲသူ့ကိုမိဘူးလေးချိုးပါမယ်ဟုတ်ပြီဒီမှာလည်းအမတို့မီးဘူးလေးချိုးပြီးသွားပြီเนาะအဲ့တော့သူ့ကိုမီးဘူးလေးချိုးပြီးသွားပြီဆိုရင်အမတို့ဘာလုပ်မလဲဆိုရင်အင်ဂျီရဲ့ကိုယ်ထဲမှာသူ့ကိုသွားတွဲမယ်เนาะအဲ့တော့အခုအမတို့အင်ဂျီရဲ့ကိုယ်ထဲမှာသွားတွဲပါမယ်เนาะဟိုနေ့ကအမတို့ဒီမှာကောလန်လေးနော်မီးဘူးတိုက်ပြီးသွားပြီဟိုနေ့ကအမပခုံးရှိနဲ့နောက်ပခုံးတွဲခဲ့တယ်အမပခုံးမတွဲနဲ့ဘူးနော်ကောလန်မီးတက်ပြီးပြီဆိုတော့အမပခုံးတွဲမယ်နော်ဟိုနေ့ကအမပခုံးတွဲခဲ့ရလေးပြန်ဖြုတ်ထားမယ်နော်အမဒီမှာအခုအမတို့ကော်လန်လေးကိုတင်ချုပ်မယ်เนาะဒီမှာအင်ဂျီရဲ့လေပင်ပေါက်ကော်လန်ရဲ့လေပင်ပေါက်เนาะဒီလိုလေးတင်ချုပ်မယ်အဲ့လိုလေးတင်ချုပ်တဲ့အခါမှာဒီရှိမှာအမတို့ကကျယ်ဒီတက်စာတလက်မလေးခြံခဲ့ရလေးရှိရဲ့အဲ့ကျယ်ဒီတက်စာတလက်မလေးကိုအမတို့ဒီလိုကော်လန်လေးနဲ့เนาะကျယ်ဒီတက်စာတလက်မနေရလေးနဲ့ကော်လန်လေးနဲ့ကိုဒီလိုအညီလေးထားပြီးတော့သူ့ကိုအမတို့တွဲပြီးမယ်เนาะအဲ့ဒါမှအမတို့ကကော်လန်လေးကတိတိတတ်တတ်လေးထွက်မှာပေါ့เนาะပြီးရင်အမတို့ရှေ့နဲ့နောက်နဲ့ကိုသူ့ကိုဗာလေးလုပ်ပေးရမှာလဲဆိုရင်လေပင်လေးကိုအမတို့လုံးကုတ်လေးကုတ်ပေးရမှာပါအဲ့ဒီမှာရှေ့ကျန်းရဲ့လေပင်ပေါက်လေးမှာအမတို့ကော်လန်လေးတက်တွဲလိုက်မယ်เนาะသူ့ကိုအမတို့ချုပ်စာမီးစိမ့်ချန်ခဲ့အောင်เนาะအဲ့တိုင်းလေးချုပ်မယ်ဟုတ်ပြီအမတို့ချီမွေးလေးတစ်ခါလည်းဖြတ်မယ်เนาะဒါဆိုရင်အမတို့ဒီမှာကော်လန်လေးတွဲပြီးသွားပြီပြီးရင်ဒီရှိမှာကျယ်ဒီတက်စာတလက်မလေးတိုင်းအမတို့ဒီလိုလေးထုတ်လိုက်ဟိုထောက်လိုက်ရပြီပေါ့เนาะဒီမှာအမတို့ကျယ်ဒီခွင်းလေးတက်မှာပေါ့တော့ချက်ကျဲဒီပေါက်လေးတက်မှာပေါ့เนาะအဲ့တော့ဒါဆိုရင်ဒါကအမတို့ဒီဘက်တစ်ချမ်းရသွားပြီအဲ့တော့မှသူ့ကိုအမတို့ကဘာလေးလုပ်လဲဆိုရင်ဒီမှာပခုံးလေးတွဲပါမယ်ရှေ့နဲ့နောက်နဲ့ပခုံးတွဲမယ်เนาะဒီဘက်တစ်ဖက်ကိုအမတွဲပြပေးမယ်ဟိုဘက်တစ်ဖက်ကိုလည်းအမတို့အခုအမတွဲပြသလိုပဲတွဲပေးเนาะအဲ့တော့ဒီမှာအမတို့ဒါလေးဒီနောက်ချမ်းပါဒီမှာဒါဒီနောက်ချမ်းဒီမှာအမတို့ရှေ့ချမ်းเนาะနောက်ချမ်းရဲ့ဒီမှာအလှရှေ့ချမ်းရဲ့အလှเนาะအလှချင်းအမတို့သူ့ကိုဒီလိုထပ်ပြီးတော့ပခုံးလေးတွဲမယ်ဟုတ်မလားဒီမှာနောက်ချမ်းရဲ့အလှရှေ့ချမ်းရဲ့အလှချင်းအမတို့ထပ်ပြီးတော့ဒီမှာပခုံးလေးတွဲပါမယ်အဲ့တော့သူ့ကိုလည်းအမတို့ပခုံးချုပ်စာလီစိတ်တိုင်းလေးတွဲမယ်အဲ့တော့ပခုံးတွဲတဲ့ခါကျရင်ဒီတော့စာလေးကိုအမတို့အပေါ်မှာပခုံးချုပ်စာလီစိတ်နဲ့လွတ်အောင်လို့အမတို့ယူထားပေးရလေနော်အဲ့တိုင်းလေးအမတို့လွတ်အောင်တွဲပေးပါအဲ့တော့စာကြီးကိုအမတို့ပခုံးချုပ်စာထဲမှာထည့်ပြီးချုပ်ဖို့နော်အောက်ဖက်လေးကိုချပြီးတော့သူ့ကိုချုပ်မယ်အဲ့တော့ဟိုဘက်တစ်ဖက်ကိုလည်းအမအိုဒီတိုင်းနဲ့အခုတမဒီဘက်တစ်ဖက်ချုပ်ပြသလိုမျိုးလေးပဲချုပ်ပြပါနော်ဟုတ်ပြီအဲ့ဆိုရင်အမတို့သူ့ကိုဒီမှာပခုံးလေးပြီးတော့မှအမတို့သူ့ကိုဓာလေးစားမယ်နော်ပခုံးလေးဓာစားမယ်အဲ့တော့ဒါဆိုရင်အမတို့ဒီမှာရှီချမ်းကိုကြည့်လိုက်ရအောင်ဒီမှာတော့စားလေးကဒီလိုလေးလွတ်နေရမယ်နော်ဒီလိုလေးဟုတ်ပြီနော်
ရှေ့ချမ်းမှာလည်းအမတို့ဒီမှာကျဲသီးပေါက်လေးနဲ့တော်စားလေးရဒီလိုလေးလွတ်နေရမယ်နော်ဒီအောက်ကနေအမတို့ကျဲသီးပေါက်လေးစားဖောက်မှာအဲ့တော့ဒီမှာကော်ရှိနောက်ပခုံးတွဲပြီးသွားပြီအမတို့ကော်လန်လေးနဲ့တက်ပြီးသွားပြီဒီလိုလေးရနေပြီဟုတ်မယ်နော်အဲဆိုဟိုဘက်တစ်ဖက်ကိုလည်းအမတို့ဒီတိုင်းလေးပဲတွဲထားပေးပါနော်အဲ့တော့ပြီးရင်အမတို့ဒီမှာသူ့ကိုဘာလေးပြမလဲဆိုရင်အမဒီမှာလက်တွဲတာလေးပြပေးမယ်နော်အဲ့ဟိုဘက်တစ်ဖက်ကိုလည်းအမတို့ဒီတိုင်းလေးပဲတွဲပေးပါနော်ဟုတ်ပြီဒီဘက်တစ်ဖက်မှာလည်းအမတို့သူ့ကိုပခုံးလေးတွဲပြီးသွားပြီနော်ဒီမှာဒီဘက်တစ်ဖက်မှာလည်းအမတို့သူ့ကိုပခုံးလေးတွဲပြီးသွားပြီဒီမှာအမဒီတွန်းစားလေးကိုအမပခုံးချုပ်စားလေးကိုထည့်ပြီးတော့ပူလိုက်မယ်နော်တကယ်လို့ကိုကပခုံးချုပ်စားလေးကိုထည့်ပြီးတော့ပူချင်လည်းရတယ်ဒါမောပခုံးချုပ်စားလေးထည့်ပြီးမပူချင်ဘူးအမလိုမျိုးအမဟိုဘက်တစ်ဖက်မှာချုပ်ပြတယ်လို့မျိုးလေးလွတ်ထားလည်းရတယ်နော်ဒါမှအမတော့သူ့ကိုပခုံးချုပ်စားလေးကိုထည့်ပူလိုက်မယ်နော်နှစ်ဖက်စလုံးနော်ကဲဟုတ်ပြီအဲ့ဆိုရင်အခုဒီမှာမတို့ပခုံးလေးတွေလည်းတွဲပြီးသွားပြီဒါဆိုရင်ဒီမှာပခုံးလေးတွဲပြီးသွားပြီနော်ဒါဆိုရင်မတို့သူ့ကိုဒီမှာဘာလေးလုပ်မလဲဆိုရင်လက်လေးတက်ပါမယ်အဲ့တော့ဒီမှာအမတို့သူ့ကိုလက်တက်မယ်နော်အဲ့တော့လက်ဒီဘက်တစ်ဖက်ကိုအမတက်ပြပေးမယ်ဟိုဘက်တစ်ဖက်ကိုလည်းအမတို့ဒီတိုင်းလေးပဲတက်ပေးပါနော်အဲ့တော့အခုဒီမှာအမတို့သူ့ကိုလက်လေးတက်ပါမယ်အဲ့တော့လက်တက်မယ်ဆိုရင်အမတို့ကဒီမှာသူ့ကိုဒီချိုင်းအဝိုက်လေးနော်ဒီချိုင်းအဝိုက်လေးတိုင်းအမတို့ကိုကချုပ်နေကြလက်ထိန်းနိုင်တယ်ဆိုရင်တော့ဒီတိုင်းပဲချုပ်သွားရတယ်ကူမဆချုပ်မဲ့သူလေးတွေလည်းပါမှာဖြစ်တဲ့အတွက်เนาะအခုဒီမှာအမပင်အပ်လေးထိန်းပြီးတော့ချုပ်ပြပေးမယ်เนาะကိုကချုပ်နေကြပင်အပ်မထိန်းမဲချုပ်နိုင်တယ်ဆိုလဲချုပ်ရတယ်เนาะဒီမှာပခုံးကိုအမတို့ဓာစားပြီးပြီဆိုတော့မှလက်တွဲမယ်เนาะမဓာဆက်ကဟိုဘက်တင်မယ်မှကြံခဲ့တော့ဒီမှာပြီးမှပဲထားစားလိုက်တော့မယ်เนาะညီမလေးတို့ကတော့ပခုံးတွဲပြီးပခုံးမှာပခုံးပူထားတာကိုထားစားပြီးပြီဆိုတော့မှလက်လေးတွဲပြီးပါเนาะလက်တွဲမယ်ပြီးမတို့သူ့ကိုဘေးပိတ်ပြီးပြီဆိုရင်တော့ဒီအင်ဂျီလေးကပြီးသွားပါပြီเนาะဒီကျမ်းမှာမတို့အိတ်ကတ်လေးတက်မယ်เนาะအိတ်ကတ်ကတော့မတို့အိတ်ကတ်တက်တာကြတော့မတို့ဂျာစီမာတော့လို့ပဲဂျာစီမာတက်တဲ့အိတ်ကတ်တက်လေးတိုင်းလေးသူ့ကိုတက်ပေးရတယ်เนาะအဲ့တော့အခုဒီမှာမတို့သူ့ကိုလက်လေးစတွဲမယ်ဒီမှာအမတို့ဒီဘက်လက်လေးတွဲပြီးသွားပြီเนาะဒါဆိုရင်အမတို့ဒီမှာဒီလက်တွဲထားတာလေးဂျိုင်းတွဲထားတာလေးကိုအမတို့ထားစားမယ်เนาะထားစားပြီးသွားပြီဆိုရင်သူ့ကိုအမတို့ဘာလုပ်တော့မလဲဆိုရင်ဘီးပိတ်မယ်เนาะအဲ့တော့ဘီးမပိတ်ခင်မှာဒီဟာလေးမှာရှေ့မှာအမတို့ဘာလေးတစ်ခုလုပ်ပေးရမလဲဆိုရင်အမတို့ဒီမှာသူ့ကို
မှာကျဲဒီတက်စာအမတို့တလက်မဆိုပြီးတော့ခြံခဲ့တဲ့ဒီ line လေးနော်ဒီ line လေးကိုအမတို့ဒီလိုလေးဒီ line လေးကိုအမတို့ဒီလိုလေးခောက်ပြီးတော့တစ်ချောင်းချုပ်ထားပေးပါဟိုဘက်တစ်ဖက်ကိုလည်းအမတို့ဒီတိုင်းနဲ့တစ်ချောင်းချုပ်ပါမယ်နော်ဘာလို့လဲဆိုရင်ဒါလေးကကြတော့အမတို့ကျဲဒီပေါက်လေးဖောက်ဖို့အတွက်နော်ရှက်ကျဲဒီပေါက်လေးအမတို့ဖောက်ရမှာနေဒီအထဲမှာဒါစီမာတော့ကကြတော့အမတို့ကလေပင်အကြနေရလေးကိုပဲအမတို့ကျဲဒီလေးတက်ခဲ့တာဒါကကြတော့ရင်စီလေးဖြစ်တဲ့အတွက်အမတို့ကဒီမှာသူ့ကိုဒီတောက်ရှောက်အမတို့ကျဲဒီပေါက်လေးဖောက်ပြရမယ်နော်အဲ့ဒီမှာအမတို့သူ့ကိုဒီဓာတ်ဆက်လားလေးကနေတက်ပြီးတော့တစ်ချောင်းချုပ်ပါမယ်ဟိုဘက်တစ်ဖက်ကိုလည်းအမတို့ဒီတိုင်းနဲ့ချုပ်ပြီးနော်ထောက်စာတလမခောက်စာမောတလမခြံရဲ့အတိုင်းလေးပဲသူ့ကိုဖိချုပ်သွားရင်ရပါပြီကဲဟုတ်ပြီအဲဆိုရင်အမတို့ဒီမှာရှေ့ကျဲဒီပေါက်ဖောက်ဖို့အတွက်အမတို့တလမပြားလေးပဲချုပ်ပြီးပါပြီเนาะအဲဆိုရင်အခုသူ့ကိုအမတို့ဗာလေးလုပ်လဲဆိုရင်ဘီပိတ်မယ်เนาะမတလမပြလေးနော်အခုဒါဆိုရင်အမတို့သူ့ကိုဘေးပိတ်မယ်ပေါ့နော်ဘေးပိတ်မယ်ဆိုလို့ရှိရင်ဘေးပိတ်တာကြတော့အမတို့ဒီမှာသူ့ကိုပုံမှန်တိုင်းပဲအမတို့ဂျိုင်းဆက်နှစ်ခုကိုအညီထားမယ်နော်ဒီမှာအမတို့ဒီဂျိုင်းဆက်နှစ်ခုနော်ဒီဂျိုင်းဆက်နှစ်ခုကိုအညီထားမယ်ပြီးရင်ဒီမှာနော်ဒီမှာဂျိုင်းဆက်နှစ်ခုညီရမယ်ပြီးရင်ဒီမှာရှေ့ချမ်းရဲ့အောက်ဖက်နောက်ချမ်းရဲ့အောက်ဖက်ဒီလိုလေးညီရမယ်နော်ဒီတိုင်းလေးအမတို့သူ့ကိုပြီးပိတ်ပြင်ရပါပြီဘေးချုပ်စာတလမအတိုင်းသူ့ကိုပိတ်ချုပ်ပြင်ရပြီနော်ဒါဆိုရင်အဲ့တိုင်းလေးဂျာစီမှာအမတို့ပြီးပိတ်တယ်လို့ပဲသူ့ကိုပိတ်ပေးပါအဲ့တော့ပြီးရင်အခုဒီမှာအမသူ့ကိုဗာလေးလောက်ပြပေးမယ်ဆိုလို့ရှိရင်လေဘင်းမှာနော်လေဘင်းမှာအမတို့သူ့ကိုဒီမှာကုတ်စာလေးလုံးကုတ်လေးကုတ်မယ်ပေါ့နော်လေဘင်းကိုအမတို့ဒီမှာလုံးကုတ်လေးကုတ်မယ်နော်လေဘင်းလုံးကုတ်လေးကုတ်မယ်ဆိုရင်အမတို့ဒီကနေစပြီးတော့ဒီလေဘင်းတစ်ပတ်ချလဲလုံးတိုင်းပါမယ်သူ့အရှိကကြတော့အဲ့လေဘင်းတစ်ပတ်ချလဲလုံးအရှိထက်အမတို့သူ့ကိုတလမခွဲလောက်လေးပို့ယူထားမယ်နော်အပြားကြတော့အမတို့သူ့ကို2လက်မပြားလေးတကြိုအမတို့ညှပ်ပေးပါနော်အဲ့တော့သူ့ကိုကြတော့အမတို့ကလေဘင်းကိုလုံးကုတ်ကုတ်မှဖြစ်တဲ့အတွက်ပိတ်စားဒီအဆွေပြရပါမယ်ဂျာစီမှာတော့အမတို့ညှပ်ခဲ့တဲ့ပိတ်အဆွေနော်အဲ့တိုင်းလေးလေဘင်းကိုလုံးကုတ်ကုတ်မှဖြစ်တဲ့အတွက်အမတို့အဲ့တိုင်းလေးတကြိုညှပ်ပေးပါပြီးအမတို့ဒီထောက်ရှောက်လေဘင်းလေးကိုအမတို့လုံးကုတ်လေးကုတ်မယ်နော်ဟုတ်ပြီအခုဒီမှာအမတို့သူ့ကိုလေဘင်းလေးကိုကုတ်တော့မယ်နော်လေဘင်းကုတ်တာကြတော့အမကြားစီမှာတော့ကုတ်ပြခဲ့တကယ်အဲ့တိုင်းလေးပဲအမတို့သူ့ကိုကုတ်ပေးအောင်မယ်နော်ဘာမှတော့ထွေးထူးမရှိဘူးကြားစီမှာတော့အမတို့လေဘင်းကိုလုံးကုတ်လေးကုတ်ခဲ့ရလေအဲ့တိုင်းလေးပဲအခုသူ့ကိုလည်းကုတ်ပေးအောင်မယ်နော်အဲ့တော့အခုဒီမှာအမတစ်ခေါက်ထပ်ကုတ်ပြပေးပါမယ်ကြားစီမှာတော့ကုတ်နေတိုင်းပဲသူ့ကိုကုတ်ရုံမယ်နော်ဒီမှာအမတို့သူ့ကိုလေဘင်းချုပ်စာ၄စိတ်အတိုင်းလေးချုပ်မယ်အလှပေါ်ကနေအရင်ဆုံးတင်ချုပ်မယ်နော်ဒါစီမာတော့လည်းအမတို့လေဘင်းလေးကုတ်ခဲ့တယ်နော်တုံးကုတ်လေးကုတ်ခဲ့တယ်ဒီတိုင်းလေးပဲအမတို့ကုတ်ပေးပါပြီးရင်သူ့ကိုအမတို့လည်းပဲလုံးကုတ်လေးကုတ်ပြီးသွားပြီဆိုရင်ရှေ့ချမ်းမှာအမတို့အိတ်ကတ်လေးတက်မယ်ပြီးရင်သူ့ကိုဘီပိတ်မယ်နော်ဒီပိတ်ပြီးရင်တော့ဒီအင်ဂျီလေးကပြီးသွားပါပြီအမတို့ကျဲဒီပေါက်လေးဖောက်ဖို့ပဲကျက်မယ်နော်ကျဲဒီပေါက်ကကြတော့အမတို့ကိုကျဲဒီပေါက်တာတော့အမမပြတော့ဘူးနော်ကျဲဒီပေါက်လေးမောင်းဖောက်ပြီးထားပါတကယ်လို့ကိုနေရာမှာကျဲဒီပေါက်မရှိဘူးဆိုလို့ရှိရင်လည်းအမတို့ကျဲဒီပေါက်ဖောက်လို့ရတဲ့နေရာလေးမှာတော့ဖောက်ပေါ့နော်အမကျဲဒီပေါက်ဖောက်တာလေးတော့မပြတော့ဘူးနော်ဟုတ်ပြီအဲ့တော့အခုဒီမှာအမတို့သူ့ကိုဒီလေဘင်းချုပ်စာ၄စိတ်တိုင်းလေးအမတို့တစ်ချောင်းအရင်ဆုံးချုပ်လိုက်ပါမယ်